အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံဟာဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တာနဲ့အညီတန်ဃာတော်အဖွဲ့အစည်းတွေဟာလည်းစနစ်တကျရှိလာပါတယ်1980ပြည့်နှစ်ပထမအကြိမ်ဂိုင်းပေါင်းစုံတန်ဃာအစည်းအဝေးကြီးကနေပြီးတော့မြန်မာနိုင်ငံမှာတရားဝင်အတိအမှတ်ပြုထားတဲ့ဂိုင်းကြီး9ဂိုင်းရှိပါတယ်ဒီဂိုင်းကြီးတွေကဘယ်ဂိုင်းတွေလဲဘယ်လိုကွဲခြားတယ်လဲဆိုတာဘဟုတုတအဖြစ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1သူဓမ္မဂိုင်းဒါဝိနာနဲ့ပြည်တွင်တရားမင်းသည်သူဓမ္မဇရက်တော်၌မူခင်းများကိုစီရင်ဆုံးဖြတ်လေရှိပါတယ်ဤအစဉ်လာရမြန်မာပြည်များလက်ထက်တော်ကသာသနာရေးဆိုင်ရာမူခင်းများကိုဆရာတော်ကြီးများစုဝေးဆုံးဖြတ်ရ၌ထိုနေရာဌာနကိုသူဓမ္မဟုခေါ်ဆိုကြပါတယ်ယင်းအစည်းအဝေးသို့တက်ရောက်ခွင့်ရသောဆရာတော်ကြီးများကိုသူဓမ္မဂိုင်းဝင်ဟုခေါ်ဆိုကြပါတယ်တန်ခါဂိုင်းများမကွဲမပြားတစည်းတစ်လုံးလေးရှိစဉ်ကမြန်မာနိုင်ငံတွင်တန်ဃာတော်အလုံးသည်သူတို့မှာခိုင်ဝန်ဆရာတော်ကြီးများ၏အုပ်ချုပ်မှုအောက်တွင်ရှိကြပါတယ်ထို့သောရှိနေရမှမင်းတို့မင်းကြီးလက်ထက်တွင်ရွှေကျင်ကိုင်းခွဲထွက်သွားသောအခါရွှေကျင်ကိုင်းဝန်မဟုတ်သောတန်ဃာများကိုသူတို့မှာခိုင်ဝန်အဖြစ်ခေါ်ဆိုကြပါတယ်နံပါတ်2ရွှေကျင်ကိုင်းမင်းတို့မင်းကြီးသည်ဝီနီတိတ်ခအလွန်လေးစား၍အကျင့်ပရိပတ်နှင့်ပြည့်စုံသောရွှေကျင်ဆရာတော်ဘုရားကြီးဦးစာကရကိုအလွန်တရားကြီးညွှ၍သာသနာပိုင်ဖြစ်တင်မြောက်လိုသောလဲတောင်နှမ်းမိဖျက်ခေါင်းကြီးစัจ जा ဒီဝိဆန္ဒကိုမလွန်ဆန်းနိုင်သဖြင့်မောင်တော်ဆရာတော်ကိုသာသနာတော်ပိုင်းအဖြစ်တင်မြောက်ခဲ့ရပါတယ်အခါတစ်ပါးရွှေကျင်ဆရာတော်ဘုရားကသာသနာပိုင်ဆရာတော်ထံတွားရောက်ခါဖူးမြော်တော်လဲစကားမပြောဆိုဘဲနေခဲ့တဲ့ဖြင့်ဆရာတော်မှမိမိရမလူလားဟုသဘောပိုက်တော်မူခဲ့ပါတယ်ရင်းနောက်1914ခုနှစ်ရွှေကျင်ဆရာတော်ကိုသူဓမ္မဆရာတော်များအမိန့်ဖြင့်သူဓမ္မတို့ကြွရန်ဆင့်ဆိုရမကြွားဘဲနေတဲ့ဖြင့်သူဓမ္မဆရာတော်များကအတင်းအကျပ်ခေါ်ဆိုရန်စီမံရာတွင်မင်းတို့မင်းကြီးကရွှေကျင်ဆရာတော်အားသူဓမ္မတို့ဆင့်ခေါ်ခွင့်မရှိရွှေကျင်ဆရာတော်လွတ်လပ်စွာသတင်းသုံးနိုင်သည်ဟုအမိန့်ထုတ်ပြန်ခဲ့ပါတယ်ထိုချိန်မှစ၍ရွှေကျင်ဆရာတော်ဘုရားကြီးဦးစာကရ၏တပည့်တန်ခါအဆက်ဆက်တို့ကိုရွှေကျင်ကိုင်းဝန်ဟုခေါ်ဆိုကြပါတယ်နံပါတ်3ဒွါရကိုင်း3ကိုင်းတက္ကရာ1914ခုနှစ်ပဲခူးတိုင်းအုပ်ဖို့မြို့မှာဆရာတော်အရှင်ဥက္ကံတဝိမာလာသည်ရေသိမ်း၌ယဟန်ခံခြင်းကိုအကြောင်းပြု၍အင်္ဂလိပ်အစိုးရလက်အောက်ရှိသူဓမ္မကိုင်းဝန်ဆရာတော်များနှင့်အငင်းပွားခဲ့ပါတယ်။အုပ်ဖို့ဆရာတော်သည်မိမိတပည့်ယဟန်များနှင့်တီချာကိုင်းခွဲခဲ့ပါတယ်။ဘုရားရှိခိုးရ၌ကာယကံဝစီကံမနောကံဟု၍ရှိခိုးခြင်းမပြုရ။ကာယဒွါရဝစီဒွါရမနောဒွါရဟုဒွါရဖြင့်ရှိခိုးမှမှန်ကန်သည်ဟုအုပ်ဖို့ဆရာတော်ကြီးကဆုံးဖြတ်ခဲ့ပါတယ်။ယခုတော့ထို့သို့ဖျားရှိခိုးခြင်းကိုမတွေ့ရတော့ပါဘူးတနိုင်ငံလုံးဒီပါကကာယကံဝစီကံမနောကံဖြင့်သာရှိခိုးကြပါတယ်ဇီနထပကာသနီကျမ်းပြုကြည်တယ်လိတဲ့ဆရာတော်သူဓမ္မခိုင်းကကံဖြင့်ရှိခိုးမှမှန်ကန်ကြောင်းငြင်းခုန်ကြပါတယ်ထို့ကြောင့်အောင်မြန်မာနိုင်ငံ၌အုပ်ဖို့ဆရာတော်ခိုင်းကိုဒွါရခိုင်းဟုခေါ်ဆိုကြပါတယ်သူဓမ္မခိုင်းကိုမူကံခိုင်းဟုခေါ်ဆိုကြပါတယ်နောက်ပိုင်းတွင်မူကံကိုင်းကိုမခေါ်ဆိုတော့ပဲသူဓမ္မကိုင်းကိုပြန်လဲခေါ်ဆိုခဲ့ကြပါတယ်။ယင်းဒွါရကိုင်းမှာကာကြီးအနောက်ချောင်းဒွါရခါခွေမဟာဒွါရကံငယ်မူလဒွါရဟု၍သုံးမျိုးထက်၍ကွဲသွားကြပြန်ပါတယ်။ကာကြီးအနောက်ချောင်းဒွါရကိုင်းဒွါရကိုင်းတို့အုပ်ဖို့ဆရာတော်ကြီးလက်ထက်မှာပင်ငတ်တိုင်းချောင်းရေတကွန်ကျောင်းတိုက်ဆရာတော်ကြီးကိုအခြားသောဒွါရကိုင်းဝင်ကျောင်းတိုက်ကြီး6တိုက်မှတန်ဃာတော်များကပထမပါရာဇိကမာတုကမအဖြစ်ဖောက်ပြန်သည့်အမှုဖြင့်ဆွဆွဲခဲ့ကြပါတယ်။ဂိုင်းရုပ်အုပ်ဖို့ဆရာတော်ကြီးသည်အဆွဆွဲခဲ့ရသည့်ဆရာတော်ဘက်မှရက်တိခဲ့သဖြင့်ကျောင်း6ကျောင်းမှတန်ဃာတော်များသည်တီချာကိုင်းထောင်ကြပါတယ်။ငဝင်းမြစ်ကိုအနောက်ချောင်းကိုထူဒေသမှခေါ်ဆိုကြပါတယ်။ယင်းအနောက်ချောင်းကိုအဆွဲပြု၍ရေကြီးငတိုင်းချောင်းတစ်ဝိုက်၌အဆိုပါဒေါရကိုင်းကိုအနောက်ချောင်းဒေါရကိုင်းဟုခေါ်ဆိုကြပါတယ်။ခါကွေမဟာဒေါရကိုင်းဒွါရကိုင်းတို့အုပ်ဖို့ဆရာတော်ကြီးသည်ဘေဒင်ကျန်းတကျွမ်းလာတယ်ဟုဆိုပါတယ်ယခုလက်ရှိအများလက်ခံသတ်မှတ်ထားသောလာပြီလာကွယ်နေများသည့်ဘေဒင်နည်းရတွက်ချက်ရ၌အမှန်တကယ်လာမဖြစ်သည်လာမကွယ်သေးပါဘူးလာပြီကျော်တရက်ရောက်မှလာပြီပါတယ်လာစံတရက်ရောက်မှလာကွယ်သည်ဟုဆို၍15ရက်တစ်ချိန်လာပြီလာကွယ်ဝင်၍တန်ခါဥပုပ်ပြုခြင်းကိုဆောင်ရွက်ပါတယ်အခြားသောသူဓမ္မကိုင်းဝန်နှင့်ရွှေကျင်ကိုင်းဝန်တန်ခါများသည်လာပြီလာကွယ်နေများ၌တိမ်ဝင်ဥပုပ်ပြုရတော်လဲဒွါရဆရာတော်ကြီးနှင့်တပည့်များကလာပြီကျော်တရက်နေ့နှင့်လာစံတရက်နေ့ကိုရောက်မှသာတိမ်ဝင်ဥပုပ်ပြုကြပါတယ်။အုပ်ဖို့ဆရာတော်ကြီး1969ခုနှစ်၌
ပြန်လွန်တော်မူပြီးသည့်နောက်1280ပြည့်နှစ်၌ဒေါရကိုင်းဝန်တန်ဃာတော်များသည်ရာဇဗရာဏဟူသောမြတ်စွာဘုရားအမိန့်တော်အရလာပြီးလာကွယ်ကိစ္စကိုအစိုးရမင်းတို့၏ဆုံးဖြတ်ချက်သည်သာအတည်ဖြစ်သည်ဟူသောဒေသနာတော်အရဒေါရကိုင်းဝန်တန်ဃာတော်အများစုသည်အများနည်းတူလာပြီးနှင့်လာကွယ်နေများတွင်တိမ်ဝင်ဥပုပ်ပြီးကြပါသည်ရှင်ဒေါရကိုင်းမှာအခြားသောဒေါရကိုင်းများထက်တန်ဃာရေးအတွက်များပြားသောကြောင့်မဟာဒေါရကိုင်းဟုခေါ်ဆိုကြပါသည်။ရင်ကိုင်း၏အမည်အပြည့်စုံမှာဓမ္မနုဓမ္မမဟာဒေါရနိကာယကိုင်းဖြစ်ပါတယ်။ဓမ္မနုဓမ္မတရားအတိုင်းလိုက်နာသောမဟာတန်ဃာများပြားသောဒေါရဖျားရှိခိုးရတွင်ဒေါရဖြင့်ရှိခိုးသောနိကာယတန်ဃာအစုဝေးကြီးဖြစ်ပါတယ်။ကံငယ်မူလဒေါရကိုင်းအုပ်ဖို့ဆရာတော်ကြီးပြန်လွန်တော်မူပြီးသည့်နောက်မဟာဒေါရကိုင်းဝန်တန်ဃာများသည်လာပြီးလောက်ွယ်ကိစ္စကိုအခြားတန်ဃာကိုင်းများနည်းတူပြန်လည်လက်ခံကြတော့လေတချို့သောဒေါရကိုင်းတန်ဃာများမှာအုပ်ဖို့ဆရာတော်ကြီးချမှတ်ခဲ့သည့်မူလအတိုင်းလာပြီးကျော်တရက်နေ့နှင့်လာသန်တရက်နေ့တို့တွင်တင်ယုံဥပုပ်ပြုညံပြုကြပါတယ်ထို့သောမူလအတိုင်းရှိသည့်ဒေါရကိုင်းကိုမူလဒေါရကိုင်းဟုခေါ်ဆိုကြပါတယ်မူလဒေါရဟုသောအမည်ရှိတွင်ဓမ္မဝိနည်းနုလောမဟုထက်ဆင့်ဝိသေသနာပြုထားကြပါတယ်ဓမ္မဝိနည်းအနုလောမတုတ်တန်အဘိဓမ္မာနှင့်၎င်းဝိနည်းတော်နှင့်၎င်းလျော်ညီသောဂိုင်းဟုဆိုလို၍အမည်အပြည့်စုံမှဓမ္မဝိနည်းနုလောမမူလဒေါရကိုင်းဟုဖြစ်ပါတယ်ဝေလူဝနိကာယဂိုင်းရန်ကုန်မြို့ဗဟန်းရက်ကွက်တီလာရှင်ကျောင်း၌အတွင်းရှိဝါကျောင်း၌နေထိုင်သောကြောင့်ယင်ဆရာတော်ကိုဝေလူဝန်ဆရာတော်ဟုခေါ်ဆိုကြပါတယ်ဆရာတော်ကြီးသည်ဗဟန်းဝေလူဝန်ကျောင်း၌ကိုတီထောင်ပြီးသည့်နောက်အင်းရဝေလူဝန်ကျောင်း၌စမ်းကျောင်းဝေလူဝန်ကျောင်း၌ပသိန်းနှင့်မြောင်မျိုးများရှိဝေလူဝန်ကျောင်း၌များကိုထက်မှန်တီထောင်ခဲ့ပါတယ်ယင်းဤတပိသံဃာများကိုဝေလူဝန်ကိုင်းဟုခေါ်ဆိုကြပါတယ်ဒေါရကိုင်းနှင့်ပေါင်းသင်းဆက်ဆက်သဖြင့်ဝေလူဝန်ဒေါရကိုင်းဟုလည်းခေါ်ဆိုကြပါတယ်နံပါတ်9စတုဘူမိကမဟာသတိပဋ္ဌာန်ငှက်တွန်းကိုင်းစကိုင်းမြို့၏အနောက်ဘက်မင်းဝင်တောင်တိုင်း၌ပဇင်းတို့ငှက်များတွန်းတူးရမှလှိုင်းကိုဖြစ်လာပြီးရင်းငှက်တွန်းများရှိသောနေရာ၌တည်ရှိသောဘုန်းကြီးကျောင်းကိုငှက်တွန်းကျောင်းဟုခေါ်ဆိုကြပါတယ်ရင်းငှက်တွန်းကျောင်းဆရာတော်ဥပ္ပန္နဝသည်မင်းတို့မင်းလက်ထက်၌မဟာသတိပဋ္ဌာန်သုတ်တော်လမ်း32ကောသာထကမ္မဋ္ဌာန်းကိုကျိုးပန်းအားထုတ်ပြီးတရားဟောပြတာပါတယ်ထို့ပြင်အစဉ်လာအားဖြင့်ကာမရူပအရူပဟောသောဘုံသုံးပါးကိုဟောပြောလေ့ရှိရမှနိဗ္ဗာန်ကိုပင်ဘုံတစ်ခုအနေဖြင့်ထဲသွင်း၍ဘုံလေးပါးရှိသည်ဟုဟောပြောခဲ့ခြင်းကြောင့်စတုဘူမိကစတုလေးဘုံမိကနေရာဌာနဘုံရှိခြင်းဟုအမည်တစ်ခုထက်ဆင့်တိုးခဲ့ပါတယ်ထို့ကြောင့်ဤကိုင်းကိုစတုဘူမိကမဟာသတိပဋ္ဌာန်ငှက်တွန်းကိုင်းဟုခေါ်ဆိုကြပါတယ်နံပါတ်8ကနဝိမုတ်ဂူတို့ကိုင်းဒဝဲမြို့နယ်ဂူတို့ရဆရာတော်ဥအိန္ဒဝန္တသည်တောရဆောက်တူ၏တရားကျင့်သုံးလျက်ရှိပါတယ်သူတို့မှာဂိုင်းချုပ်ဂိုင်းအုပ်ဂိုင်းတောင်များကမကြာခဏဆင့်ခေါ်သဖြင့်ရင်းတို့ဆင့်ခေါ်ခံရခြင်းမှကင်းလို့ခွင့်ပြုရန်မန္တလေးသူတို့မှာသာသနာပိုင်ထံမြစ်တာစာတင်သွင်းခဲ့ပါတယ်သာသနာပိုင်ပခန်းဆရာတော်ကြီးက1958ခုနှစ်တွင်ရင်တော်ရကြောင့်ဆရာတော်ကြီးကိုဆင့်ခေါ်ခြင်းမပြုနိုင်စေရန်သူတို့မှာဂိုင်းမှအလွတ်ကနဝိမုတ်တိကနဂိုင်းဝိမုတ်တိလွတ်ချင်းဟူသောစာချွန်တော်အမိန့်ထုတ်ပြန်ပေးခဲ့ပါတယ်ထို့ကြောင့်ယင်းဆရာတော်ကြီးတပည့်အစဉ်အဆက်ကိုကနဝိမုတ်တိဂူရုကိုင်းကိုခေါ်ဆိုကြပါတယ်သူတို့မှာဂိုင်းမှအလွတ်ဖြစ်ဂူတို့ရမှဆရာတော်ကြီးတပည့်တန်သားများဟုဆိုလိုပါတယ်မူလဆရာတော်ကြီးကတော့တောရတိဆောက်လို့ကင်းလို့ခွင့်ရခဲ့ပါတယ်ယခုတပည့်တွေကရောဆရာတော်ကြီးကဲ့သို့အားလုံးပဲတောရဆောက်တည်နေကြသလားမဆောက်တည်တဲ့ယဟန်တွေကိုကင်းလို့ခွင့်ပေးနေသလားစဉ်းစားစရာပါနံပါတ်9ဓမ္မယုတ်တိနိကာယမဟာယင်ကိုင်းမဟာယင်ဆရာတော်သည်1903ခုနှစ်တွင်ယိုရီးယားနိုင်ငံ၌မွေးဖွားခဲ့၏ငယ်မီမှာဥယျာဉ်ဖြစ်ပါတယ်ယိုရီးယားနိုင်ငံဓမ္မယုတ်တိနိကာယကိုင်း၌ယဟန်ပြု၍ပါဠိစာပေများကိုမဟာအဆင့်အတန်းအောင်မြင်သည့်အထိစာပေသင်ကြားတက်မြောက်ခဲ့ပါတယ်ထိုအခါဥယျာဉ်အမည်ကိုမဟာပွဲနှင့်ပေါင်းစပ်၍မဟာယင်ဖြစ်လာပါတယ်မဟာယင်အမည်ရှိဆရာတော်ကြီးသည်မော်လမြိုင်မြို့နယ်ကရိုးရွာ၌ကျောင်း၌တည်ထောင်၍စာပေပို့ချပါတယ်။ယင်းတပိတန်ဃာများကိုမဟာယင်ကိုင်းဟုခေါ်ဆိုကြပါတယ်။ယိုရီးယားနိုင်ငံရှိမူလပင်မကိုင်း၏အမည်ကိုပင်ပူးတွဲ၍ဓမ္မယုတ်တိနိကာယမဟာယင်ကိုင်းဟုခေါ်ဆိုကြပါတယ်။ဓမ္မတရားတော်ကိုယုတ်တိအထောက်အထားပြုသောနိကာယတန်ဃာအစုဝေးဝေးဖြစ်ပါတယ်။အထက်ပါနိုင်ငံတော်အတိမတ်ပြုဂိုင်းကြီးကိုပိုင်းသည်
ဖယားဟောပိတက်ကက်သုံးဖို့နဲ့သုံးနှစ်အပြီးဓမ္မတို့ကိုအယူအဆတူမျှကြတော့လဲဆောင်းထိန်လိုက်နာအသည့်ဝီနီပိုင်းဆိုင်ရာ၌အလီဘောအတိန်နှင့်စသည်ဖြင့်ကွဲလွဲမှုရှိကြသည်ကိုအကြောင်းပြု၍ကွဲပြားနေကြခြင်းသာဖြစ်ပါတယ်ထို့ကြောင့်မင်းလင်းမြန်မာပြည်အရှင်မဘိုရကောတာဟုဖြင့်ဂုံပြုခေါ်ဆိုရသည့်တောင်မြို့အမရပူရမဟာကန္နာယုံဆရာတော်အရှင်ဇနကဘိဝန္တာကတန်ခါအစည်းအဝေးတစ်ခုတွင်အဆိုပါခိုင်းများအလုံးကိုဖျက်သိမ်းပြီးဒီရဝါဒစစ်စစ်တန်ခါဟုသာတက်မှတ်ရန်အဆိုတင်သွင်းခဲ့မှုကြောင့်မှတ်သားကြည့်ညိုခဲ့ရပါတယ်ခေအမြင်ရှိလာတော့ဆရာတော်ကြီးညံတို့ကိုယ်တန်းကြည်ညိုဥခတ်ရပါတယ်ဒို့သောထိုစဉ်ကအကြောင်းများကြောင့်ဆရာတော်ဘုရားရည်မှန်းချက်မအောင်မြင်ခဲ့ရပါဘူးတစ်ချိန်သောအခါတွင်ဆရာတော်ဘုရားမျှော်မှန်းတဲ့ကဲ့သို့ဖြစ်လာနိုင်ပါစေကြောင်းမျှော်လင့်ဆုတောင်းမိပါတယ်ခင်ဗျာအဆုံးထိနာထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ